တဲလေးတို့ရေထမင်းလက်စားကြအောင်နော်အားလုံးဖိတ်ခေါ်တယ်ချက်နေမကောင်းဖြစ်တာတပတ်လောက်ဖြစ်သွားတာလေအခုမှဒီလိုပြန်စားနိုင်တာအစားတာနော်ကြိုက်ကြီးကိုတောင်ဖွင့်ချင်ရောက်ပြီဆိုတော့လေကြိုက်သူဖျားပူလိုက်နေလာခဲ့ဒီနေ့ကလေတဲရဲ့အစုံမဲမှာသိလာတာဟဲ့ခွေးသီးမေးခဲ့တယ်အေးချက်နေမကောင်းဖြစ်တာတော်တော်ကြာသွားတယ်မှာခရမ်းချစ်တီခရမ်းတီလေးအရန်ကောင်းကတွင်းနေပြက်ပြီးတော့လူကနေမှလေးချမ်းစကား你们刚进来呀？比如人没哪样，比如这点没点啥啊，可能那边姑妈杀进的时候，姑娘她那边的，姑来老大了，不是哈，真牙子做你啊，阳刚，别来滚表，老是人家表，什么刚表了，俺干个的，人来点，没人都看这样玩，我们你讲呢，人大概没人，对，ရမ်းမေအခုတော့လေချောင်းနဲ့နာတော့မယ်ဘယ်နည်းဒီရမ်းကျွတ်နေအောင်တိုက်တီးလို့ဖျားဘူးလာတော့လေချောင်းရမ်းချစ်ကြတယ်ရမ်းအားပေးကြတယ်ဝေါကွယ်ချမ်းတောင်ပေါ်တက်သွားတော့လေရာဒီဥထုကမညီများတော့လေမင်းကောင်းဖြစ်သွားရောပတာဟာတက်လောက်လားဟုတ်ကော阳刚跟啥的，没看呢，大概没看垃圾，阳刚啊，买个的呢，好个的冇，一个的，啊，但老垃圾嘛，控制没呀，如果对比没烂的。bây giờ con đọc không chơi ngon không ngon không nhớ con trái chiều phía bù lại rồi đấy tay mà giá áp bây giờ sao giá chết dài人们啊，如果大家碰人家是玩，可能就别别了。想到烟在这，不要么多人，不然呢？我看这样的。cao này cái lúc tại là giá tàu phi nhựa Ini mas sapi yang banyak. Kepala mas jauh mas sama besar juga kalah juga. Đúng không? Đây nữa. Ngã ra rồi, nó rất đẹp. Nhớ mì. Được cái mì. Nhớ ra con.
တော့ကျွေးသူတွေတင်တာဒီလိုထမင်းလေးငါးလို့စားလိုက်တာလေလူကလမ်းစမ်းပြီးတော့လေအဆုံးပြေပါပဲတန်ထမင်းစားမကောင်းတကယ်9ရက်လောက်ရှိပါလေလိမ်မပြောဘူးနေမကောင်းနေဖြစ်ပသက်တွေခါပြီးတော့လေအခုဒီနေ့မှချန်ထမင်းစားနည်းနည်းဒီလိုပြန်ဝင်တာဘာသာစားမရဘူးဟုတ်ကဲ့ငပိရငါဆိုင်ငပိနော်ငါကောင်စားကြတော့ငါကောင်စားကြတော့ဆိုပြီးတော့ပုံတိုင်းလိုပဲလောက်တာဘယ်ကောင်တိုက်ချိုးဖျားပူလာရင်ဝင်လာခဲ့တဲ့တိုက်မှာချမ်းအခုအမျိုးသားနေ့ရယ်စနေတနင်္ဂနွေစီမယ်တောင်းရစီမှာပေါ့မနေ့ပြန်ပကိုးမှစီမယ်ပေါ့ပကိုးချွေမော်တော်ဖျားမှစီမယ်ဟုတ်ဒီရက်ထရလေအဲ့ကနေမကောင်းဖြစ်နေလို့ထမင်းစားပြီးတို့ကျဲသွားပေါ့နော်မိဘမှကြောက်လို့မချစ်တော့မှကြောက်လို့သူပြီးတော့ဗီဒီယိုလေးရိုက်ပေးရတာပြီးတော့ပြီးဆိုရင်ချမ်းကိုယ်တိုင်လည်းဒီလိုလေးစားခြင်းလို့ဆိုပြီးတော့ဒီနေ့ဒီလိုလေးလောက်စားပြတာပေါ့ရမ်းကောင်းတယ်သူကတိတ်ပြီးတော့မလန်းသေးဘူးသူတင်နေအားလုံးရမ်းချစ်တယ်တိုက်ချိုးတောင်ပေါ်ကစိုက်မှာလည်းအားပေးကြတယ်အရန်ချစ်ပြီးတော့အားပေးကြတဲ့တယောက်တူချင်းကိုကျေးဇူးတင်တယ်လိုအပ်ချက်လေးတွေနည်းနည်းလေးတွေစီးသွားခဲ့ရင်ချောင်းနားလဲပြီပေါ့နော်ဘာကြောင့်လဲကလေးလေးတယောက်လိုအလောကအုံနောက်သေးသေးတွေနဲ့ကိုတောက်တဲ့လောက်ကင်ကြိုးစားနေရတာဆိုတော့လေပြဿနာအသေးမွှားလေးတွေပါသွားခဲ့မယ်ဖြစ်သွားခဲ့မယ်ဆိုရင်ချောင်းတရိုက်ပြောပြပါချောင်းနားလဲပြပါလို့အားလုံးအရန်ချစ်တယ်နော်တကယ်နေမကောင်းဖြစ်လို့ဒီရက်လည်းပျောက်သွားတာပါလို့ဟာတာဗီဒီယိုလေးတွေတင်ပေးမယ်ပေါ့နော်အဲ့တော့ချစ်တဲ့ဆိုရင်မမေ့ဘူးဆိုရင် comment မှာအများကြီးမှတ်ခဲ့ပြအောင်ပေါ့နော်အပိတ်စကားလေးတွေပေါ့အားလုံးအရန်ချစ်တယ်နော်